ပါရန် MICM မှဦးနေလင်းအောင်ကဖိတ်ခေါ်အပ်ပါတယ်ရှင်ဒီနေ့ကြွရောက်လာကြတဲ့လူကြီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့ဆုတောင်းမေတ္တာပထမဆုံးပို့တာပါတယ်ဒီလုံသမားနေ့မှာလုံသမားတို့တစ်ခုလုံးကမ္ဘာလုံသမားတို့တစ်ခုလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံဖို့လည်းကျွန်တော်ဒီနေ့ကနေပြီးတော့ဆုတောင်းမေတ္တာပို့ပါတယ်ဆိုတော့ကျွန်တော်နာမည်နေလျောက်ပါဗျာ MIC ကလုံသမားသမဂ္ဂအဖွဲ့ချုပ်ရဲ့လက်ထောက်တွင်မှုဖြစ်ပါတယ်ဒီနေ့136ကြိမ်မြောက်မေသိန်းနေ့အခမ်းအနားမှာဒီစုပေါင်းပြီးတော့မှသူစီမျိုးစာထုတ်ပြန်ကြေညာချက်ကိုဖတ်ခွင့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ136ကြိမ်မြောက်မေသိန်းနေ့ထုတ်ပြန်ကြေညာချက်ယနေ့ဒီကမ္ဘာအလုပ်သမားများဤသွေးစည်းညီညွတ်မှုကိုရင်းတည်ပြီးအလုပ်သမားတို့ဤအသက်သွေးချွေးတို့ဖြင့်အလုပ်သမားအခွင့်အရေးကိုတိုက်ယူခဲ့ရသောနေတူးနေမြတ်ဖြစ်သည့်တမိုင်းဝင်ကမ္ဘာအလုပ်သမားနေ့ပင်ဖြစ်သည့်မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက်အလုပ်သမားအခွင့်အရေးလူအခွင့်အရေးတို့အတွက်ရုန်းကန်အန်တုမှုများတွင်အသက်သွေးချွေးတို့ဖြင့်စတေးခဲ့ပြီးဆက်လက်တိုက်ပွဲဝင်နေသောအလုပ်သမားတို့တရက်လုံးအားလေးမြတ်စွာဦးညွတ်ပါ၏စစ်အာဏာရှင်စနစ်အမြင့်တွယ်မှုကြောင့်တမိုင်းတွင်စီးပွားရေးလူမှုရေးနိုင်ငံရေးအဆိုးရွားဆုံးအခြေအနေသို့ဆိုက်ရောက်ခဲ့ရသည်2021ခုနှစ်စစ်အာဏာသိမ်းပြီးချိန်မှယနေ့ကာလအထိ9နှစ်ကျော်အတွင်းစစ်အုပ်စုမှလူမဆန်စွာအထွေထွေဖိနှိပ်မှုများကြောင့်အလုံသမားတို့တရက်လုံးမှာအလုံသမားအခွင့်အရေးလူအခွင့်အရေးများစိတ်သုံးပြောက်ွယ်ခဲ့ရသည်အလုံသမားများအားအာဓမခိုင်းစေမှုများလွတ်လပ်စွာအသင်းအဖွဲ့များဖွဲ့စည်းလှုပ်ရှားခွင့်မရခြင်းအသက်ရှင်နေထိုင်နိုင်ရန်ဖူလုံသောလုံအားကမရခြင်းအလုံသမားများအားမတရားဖမ်းဆီးထောင်ချခြင်းစစ်မှုထမ်းဥပဒေကြောင့်နေရဆွန့်ခွာတိမ်းရှောင်ရခြင်းအလုံရွှေပြောင်းအလုံသမားများအားဖမ်းဆီးပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခံရခြင်းများစွာတွေ့မြင်နေရသည်ထို့သောအခြေအနေများကိုကျော်လွှားနိုင်ရန်တခုတည်းသောနီလန်းမှာအလုံသမားတို့သွေးဆွေးညီညွတ်မှုဖြင့်အလုံသမားအခွင့်အရေးနှင့်လူအခွင့်အရေးတို့အတွက်ဆက်လက်တိုက်ပွဲဝင်ရေးပင်ဖြစ်သည်ယနေ့136ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားနေ့မှာရည်မှန်းချက်တူရာအလုံသမားမဟာမိတ်အလုံသမားအဖွဲ့ချုပ်များနှင့်အဖွဲ့အစည်းများစုစည်း၍အလုံသမားတို့၏သွေးစည်းညီညွတ်မှုနှင့်အတူပြည်တွင်းပြည်ပအလုံသမားတို့အတွက်အောက်ပါအချက်များဖြစ်သည့်1အလုံသမားများအားအတင်းအဓမ္မစစ်မှုထမ်းစရင်သွင်းခြင်းဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းနှင့်လုပ်ငန်းခွင်အတင်းအဓမ္မခိုင်းစေခြင်းလုပ်ရများရပ်တန့်ရေးနှင့်အလုံသမားများလွတ်လပ်စွာဖွဲ့စည်းခွင့်လှုပ်ရှားခွင့်ရရှိရေးနှင့် Yellow Union ဖွဲ့စည်းနေမှုများရပ်တန့်ရေး3မတရားဖမ်းဆီးကအလုံသမားများနှင့်နိုင်ငံရေးအကျဉ်းသားများချွန်းချက်မရှိလွတ်ပေးရေး4လူအခွင့်အရေးစံနှုန်းနှင့်အညီလုံခြုံသောလုပ်ငန်းခွင်များပေါ်ပေါက်ရေး5နိုင်ငံတကာဗရန်များမှနိုင်ငံတကာစံနှုန်းများနှင့်အညီဖူလုံသောလုံအားကများရရှိရန်တာဝန်ယူပေးရေး6ရွှေပြောင်းအလုပ်သမားများအားဘေးကင်းစွာအလုပ်လုပ်ခွင့်ရရှိရေးနှင့်ဖမ်းမိသောလုပ်သားများအားစစ်မှုထမ်းရန်ပြန်လည်ပို့ဆောင်နေမှုများအားကာကွယ်ပေးရေးစသည့်အချက်6ချက်ကိုစုပေါင်းထုတ်ပြန်လိုက်သည်မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM Labor Right Defender and Promoter LRDP Let's Help Each Other LHEO Progressive Labor Committee PLC နဲ့တခြားအမည်မဖော်လိုတဲ့လုံခြုံရေးရအဖွဲ့အစည်းတို့ပါဝင်ပါတယ်ခင်ဗျအားလုံး